ဘဝလန်ခီတရှောက်ဝေမတည်ငြိမ်တဲ့ဖြစ်ပျက်သဘောတွေပဲဤလူရအစိုးကောင်းများရဲ့ကြလေဆုံတွေ့ချိန်လေးများသိတူတယ်ကိုရွေးချယ်တဲ့လမ်းကိုရှောက်နေတဲ့ခရီးဘယ်သူတွေအမှားနဲ့အမှန်ဘယ်လိုပင်ဝေဖန်သုံးသပ်မလဲဒီတနေ့ကအစိုးကောင်းများရဲ့အဖြစ်ညအိယာလက်ကလေးနှစ်ဖူးပေါ်တင်